တခါတည်းမှာအချိန်လေးဟာရှေ့ကိုမဆက်ပဲတနေရာထဲမှာတင်ရစ်တက်နေတတ်ပါတယ်မင်းနဲ့အတွက်တော့သူမရဲ့ကဘာကြီးဟာလွန်ခဲ့တဲ့3နှစ်ကညနေ9 နာရီမှာတင်ရစ်တက်နေခဲ့တာပါမိုးဖွယ်ဖွယ်လေးကြားမှာမင်းင်းကဘူရာယုံခုံနှံလေးပေါ်မှာငြိမ်သက်စွာထိုင်နေတယ်သူမရဲ့အကြည့်တွေကယထာလန်းရဲ့အဆုံးသက်စီမှာပဲဘေးနာကဖြတ်သွားဖြတ်လာလူတွေကသူမကိုထူးဆန်းတယ်လို့ကြည်သွားကြပေမဲ့သူမဂရုမစိုက်ဘူးမင်းမိုးတွေပိုးသေးလာပြီပြန်ရအောင်လေလို့ခန့်စော်ကပြောတဲ့အခါသူမကလွှဲ့တောင်မကြည့်ပဲပြန်ပြောတယ်မင်းတန်လာတော့မှခန့်စော်သူဂရိမဖြတ်တတ်ဘူးတဲ့ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အခါခန့်စော်ရဲ့အခန်းထဲမှာထူးဆန်းတာတစ်ခုကိုတွေ့လိုက်ရပါတယ်နယန်ကဓာတ်ပုံတွေထဲကအမျိုးသားရဲ့မျက်နှာနေရာတိုင်းဟာဓာတ်နဲ့အစိတ်စိတ်အမွှားမွှားချစ်ထုတ်ခံထားတာပါခန့်စော်သူဘာတွေကိုဖုံးကွယ်ထားတာလဲလူတယောက်ကိုလွမ်းဆွဖို့အတွက်မှတ်ဉာဏ်လေးထက်ပိုခိုင်မာတဲ့အထောက်အထားတွေလိုအပ်တတ်ပါတယ်မင်းင်းအတွက်တော့အဲ့ဒါဟာအန်ဆွဲတဲ့ကစာအိတ်အဟောင်းလေးတွေပါပဲမင်းင်းကအဲ့ဒီစာတွေကိုဖတ်ပြီးပြုံးနေပေမဲ့ခန့်စော်ကိုမြင်ရင်တော့ရန်သူလိုဆက်ဆံပါတယ်ရှင်ကကျမကိုစောင့်ကြည့်ဖို့မင်းတန့်ငားထားရဲ့သူမလားလို့သူမကမေးတဲ့အခါခန့်စော်ရဲ့မျက်လုံးတွေထဲမှာနာကျင်မှုတွေပြည့်လံသွားတဲ့ရပါတယ်အမှန်တရားကညှင်းနှက်တဲ့အခါခန့်စော်ဟာမီးရင်အောင်မှာထိုင်ပြီးမင်းတန့်ရဲ့လက်ရဲ့အတိုင်းစာတွေကိုအတုခိုရေးနေတာပါလိန်ညာချင်းဟာတခါတလေမှာအချစ်ထက်ပိုပြီးပင်ပန်းပါတယ်ဒါပေမဲ့ခန့်စော်မသိလိုက်တဲ့အရာကအဲ့ဒီအန်ဆွဲထဲမှာမင်းင်းရဲ့တည်ဆုံးခြင်းလက်မှတ်ရှိနေတာကိုပါပဲမှန်ဆိုတာအမှန်တရားကိုပဲပြတတ်ပါတယ်မင်းင်းဟာမှန်တဲ့ကသူမကုသူမကြည့်ရင်နားရဲနှုတ်ကခွဲစိတ်ရလေးကိုစားမိသွားတယ်သူမမှတ်မိနေတဲ့မင်းင်းရဲ့ပုံစံနဲ့အခုအမှန်တဲ့ကပုံစံကဘာလို့ကွဲပြားနေရတာလဲခန့်စော်အပြင်သွားတော့သူမပတ်စံအိတ်ကိုဖွင့်ကြည့်လိုက်ပါတယ်မှတ်ပုံတွေထဲမှာရေးထားတဲ့နာမည်ကခန့်စော်မဟုတ်ပဲမင်းတန့်ဖြစ်နေတာကိုတွေးလိုက်ရတဲ့အခါသူမရဲ့ကဘာကြီးတစ်ခုလုံးပြိုလဲသွားပါတော့တယ်ရှင်ဘာလို့ကျမကိုလိန်ထားတာလဲလို့သူမကငိုပြီးမေးတဲ့အခါမင်းတန့်ကအေးဆဆပဲပြန်မေးပါတယ်မင်းကိုမင်းတကယ်ပဲမင်းနင်းလို့ထင်နေတာလားတဲ့တင်းချိုင်းကုန်းရဲ့အေးဆဆက်လီထုထဲမှာမင်းနင်းဆိုတဲ့နာမည်ပါတဲ့အုပ်ကူတစ်ခုရှိနေပါတယ်မင်းတန့်ကတုံကြီးမိတဲ့အတန်နဲ့ပြောတယ်မင်းနင်းကလွန်ခဲ့တဲ့3နှစ်ကတည်သွားပြီမင်းကနန်းစုပါတဲ့အစီတန်ဖြစ်တဲ့ညကား2စီးတိုက်မိခဲ့တယ်တစ်ဖက်မှာမင်းနင်းတည်ဆုံးသွားခဲ့ပြီမြဲသူမရဲ့နှလုံးသားကိုတစုံတစ်ယောက်စီလှူခဲ့ပါတယ်အဲ့ဒီလူကနန်းစုပါနန်းစုပါသူမရဲ့ရင်ပတ်ကိုဖိပြီးပြိုလဲသွားပါတယ်မဟုတ်ဘူးငါကမင်းနေမယ်ငါရှင့်ကိုချက်တာငါတိတယ်လို့သူမအော်ဟစ်နေမိပါတယ်
ဒါဆိုသူမစီကခန်းစားချက်တွေကဘသူစီကလေအုံနောက် ကအရာအားလုံးကိုမေ့သွားနိုင်ပေမဲ့နှလုံးသားကတော့ဘယ်တော့မှမမေ့ပါဘူးသိပ္ပံပညာကဒါကို cell မှတ်ညာလို့ခေါ်ကြပါတယ်မင်းတန်ဟာသူ့ချစ်သူရဲ့နှလုံးသားလေးဆက်ရှင်တန်နေဖို့အတွက်နန်းစုကိုမေနင်းလိုမျိုးလိန်ညာပြီးပြုစုခဲ့တာမှာနန်းစုကလည်းမေနင်းရဲ့နှလုံးသားကြောင့်မင်းတန်ကိုမြင်တာနဲ့အလိုလိုချစ်နေခဲ့မိတာပါညနေ9 နာရီဘူတာယုံလေးမှာနန်းစုကမင်းတန်ကိုကြည့်ပြီးပြုံးလိုက်တယ်ကျမမှာနန်းစုရဲ့အုံနောက်ရှိပေမဲ့မေနင်းရဲ့နှလုံးသားကတော့ရှင့်ကိုအမြဲမှတ်မိနေမှာပါတဲ့အချစ်ဆိုတာရုပ်ခန္ဓာမှာရှိတာမဟုတ်ပဲခံစားချက်မှာရှိတာပါအခုတော့သူတို့နှစ်ယောက်ဟာအတိတ်ရဲ့အရေးတွေထဲကနေထွက်ခွာပြီးအနာဂတ်တစ်ကိုအတူတူရှောင်လန်းသွားကြပါပြီ။